တင်ရန်ကိတ်တဲ့သူတွေနဲ့တင်ရှူးတဲ့သူတွေကိုဒိတ်ထမိန်ကိုကွက်တိကြအောင်ချုပ်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒါဆရာကြီးပဲဆရာကြီးဖြစ်ချင်တဲ့သူတွေဆိုလို့ရှိရင်ဒီဗီဒီယိုမှာကြည့်ပါဘယ်ကိုရုပ်ရှင်တဲ့နည်းလမ်းကိုသုံးပြီးတော့ပညာဒါနအနေနဲ့ချဲသူတို့ကိုသင်ပေးပါမယ်တင်မခါကိုနှုတ်ပြီးတော့ရတဲ့ကွာခြားချက်ရလက်က18လက်မရှိနေပြီဆိုလို့ရှိရင်ဒိတ်ထမိန်ရဲ့နောက်ချမ်းမှာချဲတို့တလက်မတောက်6တောက်ကိုထည့်သုံးပါမယ်တလက်မတောက်6တောက်ထည့်ဖို့အတွက်နောက်ချမ်းအတွက်တောက်စာက12လက်မရှိပါမယ်အဲ့ဒီ12လက်မကိုကျတို့ဒီကွာခြားချက်ဖြစ်တဲ့18လက်မမှာလာပြီးတော့နှုတ်လိုက်ပါအားလက်မပဲကြံပါတော့မယ်တဝက်စီခွဲပြီးတော့ဒီဘက်အတွင်းချမ်းမှာထည့်မယ်ဒီဘက်အတွင်းချမ်းမှာလည်းတဝက်စီထည့်ပါမယ်နှစ်လက်မခွဲပမာဏကိုကျတို့ကတောက်တစ်ထောက်အနေနဲ့ပဲသုံးမယ်ဆိုလို့ရှိရင်တောက်ပြားကအရန်ကြီးတယ်ဆိုတော့ဝတ်ထားတဲ့ခါမှာမလှတာမျိုးအဆင်မပြေတာမျိုးရှိတတ်တယ်ဒီနေရာမှာအတွင်းချမ်းမှာအမှတ်ကို2မှတ်ပေးပြီးတော့2နေရာခွဲပြီးတော့တောက်ကိုထည့်ပေးပါတယ်ခောက်ကိုသုံးပြီးတော့ရလာတဲ့ပုံသင်နည်းအတိုင်းအတာကိုသုံးပြီးတော့နော်ဒိတ်ထမိန်ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်ထမိန်ကွင်းကကျင်းနေတာမျိုးဖြစ်တတ်တယ်။ဒါကြောင့်ချဲကတော့သူ့ရဲ့တင်ပတ်လေအတွက်လိုအပ်တဲ့ထမိန်ကွင်းကိုအရင်သတ်မှတ်ပေးပါတယ်။ဥပမာပေါ့နော်သူ့ရဲ့တင်ပတ်လေက40ဆိုလို့ရှိရင်ထမိန်ကို2ကိုက်ကွင်းပြည့်ပြည့်လေးဝတ်ဖို့အတွက်လိုပါမယ်။ဒီကိုက်မှာ36လက်မရှိတယ်။2ကိုက်ဆိုလို့ရှိရင်82လက်မရှိရပါမယ်။2ကိုက်စာအတွက်82လက်မကိုရေးမှတ်ထားပေးပါ။ပုံသင်နည်းကို3မျိုးသုံးမယ်နော်။အဖုံးချမ်းမှာခါးစား2ကိုသုံးမယ်။တင်ရန်ကြီးတဲ့အတွက်ကြောင့်မလို့ပေါင်တွေကိုဖုံးဖို့အတွက်ခြေတို့ပေါင်ဖုံးစာပေါ့နော်လူတလက်ကိုထပ်ပြီးတော့ပေါင်းထည့်ပေးလို့ရပါတယ်ခဏကိုတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မလို့တစ်လက်မနှစ်လက်မသုံးလက်မပေါ့နော်ကိုယ်စိတ်ကြိုက်ပေါင်းထည့်လို့ရတယ်နောက်ချမ်းအတွက်ခါးစားနဲ့အပေါင်းတောက်6တောက်စာအတွက်ကို12လက်မကိုပေါင်းထည့်မယ်ဒီအတွင်းချမ်းအတွက်ပုံသင်ကြီးကလည်းခါးစားနဲ့ပြီးတော့တောက်ထည့်ဖို့အတွက်တောက်စာပမာဏကိုခြေတို့ဒီမှာပေါင်းထည့်မယ်ပုံသင်ကြီးသုံးပြီးတော့ထွက်လာတဲ့အဖြေတွေအားလုံးကိုပေါင်းပါမယ်ပေါင်းတဲ့အခါမှာခြေတို့ကဒီမှာအချမ်း၄ချမ်းရှိတယ်နော်ဆိုတော့ဒီအတွင်းချမ်းအတွက်ကိုတွက်ထားခဲ့တဲ့အဖြေကို2ခါပေါင်းမိမယ်ဆိုတော့အားလုံးပေါင်းအဖြေ၄မျိုးကိုခြေတို့ပေါင်းလိုက်မယ်ချုပ်စာအတွက်ခြေကတစ်ဖက်ကို၄စိတ်စီသုံးပါမယ်အဲ့ဒီအတွက်ကိုတစ်လက်မပေါင်းထည့်မယ်ဒီထမိတ်အတွက်အချမ်း၄ချမ်းစာအတွက်ကိုပေါင်းထားတဲ့နေရာမှာနောက်ထပ်ချုပ်စာတစ်လက်မကိုထပ်ပေါင်းထည့်မယ်ပေါင်းပြီးတော့ရလာတဲ့ရလက်အဲ့ဒီရလက်ကတင်ပတ်လေကိုသုံးပြီးတော့သတ်မှတ်ထားတဲ့ထမိန်ကွင်းဖြစ်တဲ့2ကိုက်ကွင်းအဲ့ဒီ2ကိုက်ကွင်းရဲ့အတိုင်းအတာက82လက်မရှိတယ်ထုတ်စာတစ်လက်မရဲ့အချမ်း၄ချမ်းလုံးအတွက်တွက်ပြီးယူထားတဲ့အဖြေတွေကိုပေါင်းထားတာရဲ့အဲ့ဒါနဲ့82လက်မနဲ့ကိုတွားပြီးတော့တိုက်ကြည့်မယ်ပုံသင်နည်းတွေကိုသုံးပြီးတော့တွက်ထားတဲ့အဖြေကနည်းနေပါလိမ့်မယ်သေးနေပါလိမ့်မယ်အဲ့ဒါဆိုရင်နှုတ်ကြည့်လိုက်ပါနှုတ်ကြည့်လိုက်ပြီးတော့ရလာတဲ့ရလက်ကဥပမာ3လက်မလားဒါမှမဟုတ်လို့ရှိရင်လည်း4လက်မလားပေါ့နော်အဲ့လိုမျိုးလေးတွေအဖြေထွက်နိုင်ပါတယ်အဲ့ဒီကွာခြားချက်လိုအပ်ချက်ပေါ့နော်အဲ့ဒီလိုအပ်ချက်ကိုဒီဘက်အစုံမှာတစ်ဝက်ဒီဘက်အစုံမှာတစ်ဝက်ထပ်ဖြည့်ပြီးတော့သုံးပေးလိုက်ပါမယ်ဒီအဖုံးချမ်းဒီနေရာမှာလဲဘိုက်တောက်လေးတစ်တောက်ကိုထပ်ထည့်ပြီးတော့သုံးပေးလို့ရတယ်ဂျိတ်ထမိန်ပတ်ထမိန်2မျိုးစလုံးအတွက်အချိုးစားမျိုးသင်ခန်းစာတွေကိုထပ်ပြီးတော့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဗီဒီယိုတွေအများကြီးကိုသုံးပြီးတော့အသေးစိတ်ရှင်းပြထားတဲ့ online class လေးကိုခြေဖွင့်ထားပါတယ်ပုံမှန်သင်တန်းချင်းအနေနဲ့ခြေ3000သတ်မှတ်ထားတယ်2000ခွဲနဲ့ရကျင်တယ်ဆိုလို့ရှိရင်တော့ခြေရဲ့ဒီဗီဒီယိုအောက်မှာ comment စာလေးတစ်ချောင်းကိုကိုယ်စိတ်တိုင်းရေးပါကိုရေးထားတဲ့ comment ကို screenshot ဓာတ်ပုံရိုက်ပါ Viber မှာလာပြီးတော့ခြေကိုစကားလာပြောပြီးတော့2000ခွဲနဲ့ရမယ့်အခွင့်အရေးကိုယူလို့ရပါတယ်ဗီဒီယိုသင်ခန်းစာတွေကိုခြေရသက်ပံပေးထားမှာပါတစ်သက်လုံးလေ့လာပြီးတော့သုံးလို့ရပါမယ်လက်မအတိုင်းသုံးတဲ့သူတွေအတွက်ကိုလည်းဗီဒီယိုကိုတီးသန့်ခွဲပြီးတော့ခြေသင်ပေးထားတယ်စင်တီမီတာအတိုင်းသုံးတဲ့သူတွေအတွက်ကိုလည်းဗီဒီယိုကိုတီးသန့်ခွဲပြီးတော့သင်ပေးထားတယ်တီးခြားခွဲပြီးတော့ဗီဒီယိုတွေကိုတီးသန့်လေးခြေသင်ပေးထားတဲ့အတွက်ကြောင့်မလို့အရန်ကိုလွယ်ကူရုပ်ရှင်တဲ့ရလဒ်ကိုရပါမယ်ဂျိတ်ထမိန်နဲ့ပတ်ထမိန်မှာဆရာကြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ခြေရဲ့ online class ကိုလာတက်ပါ